မင်္ဂလာပါဂေရစင်မှာဘယ်လိုအရေးချင်းတွေကိုအဓိကထားပြီးသင်ယူသင်တယ်လဲဆိုတာဒီနေ့ဆွေးနွေးသွားပါမယ်ကျွန်တော်တို့ရဲ့ငယ်ရွယ်တဲ့အချိန်ဟာအနာဂတ်အတွက်ခြေခံကောင်းကြီးတည်ဆောက်ဖို့အကောင်းဆုံးအချိန်ပါပဲပထမအဆုံးနဲ့အရေးကြီးဆုံးကတော့ငွေကြေးဆိုင်ရာအသိပညာသို့မဟုတ် financial literacy ပါငွေကိုဘယ်လိုရှာရမလဲတင်မဟုတ်ပဲဘယ်လိုစုဆောင်းပြီးအကျိုးရှိရင်းနှီးမြှုပ်နှံရမလဲဆိုတာကိုစောစောစီးစီးသိထားသင့်ပါတယ်ဒုတိယတစ်ခုကတော့ပြောဆိုဆက်ဆံရေးကျွမ်းကျင်မှု communication skills ပါလူအများနဲ့ထိရောက်စွာပြောဆိုဆက်ဆံနိုင်ခြင်းဟာလုပ်ငန်းခွင်မှာရောလူမှုရေးမှာပါတင့်ကိုအောင်မြင်စေမဲ့တော့ချက်တစ်ခုပါတတိယကတော့နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှု digital proficiency ဖြစ်ပါတယ်ယနေ့ခေတ်မှာ digital tool တွေကိုကျွမ်းကျင်စွာအသုံးပြုနိုင်ဖို့နဲ့နည်းပညာအသစ်တွေကိုအမြဲလေ့လာနေဖို့ကအရန်အရေးကြီးပါတယ်စတုထအချက်ကတော့ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း critical thinking ပါတည်တဲ့အချက်လက်တွေကိုမှန်ကန်စွာပိုင်းခြားဝေဖန်နိုင်ပြီးပြဿနာတွေကိုထိရောက်စွာဖြေရှင်းနိုင်စွမ်းဟာတကယ့်ကိုတန်ဖိုးရှိပါတယ်ပန်းစမမြောက်ကတော့အချိန်ကိုစီမံခန့်ခွဲနိုင်စွမ်း time management ပါတင်းရဲ့အချိန်ကိုစနစ်တကျခွဲဝေတတ်ခြင်းကအလုံးမြတ်ဘဝကိုမျှတအောင်ထိန်းကျောင်းပေးနိုင်မှာပါနောက်တစ်ခုကတော့စင်ဆက်မပြတ်လေ့လာသင်ယူလို့စိတ် continuous learning ပါကျောင်းပြီးသွားပြီမဲ့လည်းအသစ်တွေကိုအမြဲတမ်းသင်ယူနေတဲ့စိတ်ဓာတ်ကတင့်ကိုခက်နှောက်မကြအောင်ကူညီပေးပါလိမ့်မယ်ခုနှစ်ခုမြောက်ကတော့စိတ်ခံစားမှုကိုစီမံခန့်ခွဲနိုင်စွမ်း emotional intelligence ပါမိမိကိုယ်ကိုယ်နဲ့သူတစ်ပါးရဲ့စိတ်ခံစားချက်တွေကိုနားလည်ပြီးထိန်းညှိနိုင်ခြင်းဟာခေါင်းဆောင်မှုကဏ္ဍမှာအရေးကြီးပါတယ်ရှစ်ခုမြောက်ကတော့ရေးသားနိုင်စွမ်း writing skills ပါသင်ရဲ့အတွေ့အမြင်တွေကိုရှင်းလင်းပြတ်သားစွာရေးသားတင်ပြနိုင်ခြင်းဟာဘယ်နယ်ပယ်မှာမဆိုအသုံးဝင်ပါတယ်ကိုးခုမြောက်ကတော့အင်္ဂလိပ်စာသို့မဟုတ်နိုင်ငံခြားဘာသာစကားကျွမ်းကျင်မှုပါနိုင်ငံတကာဘာသာစကားတစ်ခုကိုတက်မြုပ်ထားခြင်းကတင့်အတွက်အခွင့်အလမ်းတကားများစွာကိုဖွင့်ပေးနိုင်ပါတယ်နောက်ဆုံးတစ်ခုကတော့ချမ်းသာရရှိမှု resilience ပါအရှုံးတွေကိုရင်ဆိုင်နိုင်စွမ်းပေါ့အခက်အခဲတွေကြားကနေပြန်လည်ရုန်းထိုင်နိုင်စွမ်းရှိဖို့ကအောင်မြင်မှုခရီးလမ်းမှာမရှိမဖြစ်လိုအပ်ပါတယ်အခုပြောခဲ့တဲ့အရေးချင်းတစ်စရခုလုံးဟာတင့်အနာဂတ်အတွက်အခြေခံအုတ်မြစ်တွေပါပဲဒါဒီကိုငယ်ရွယ်စဉ်မှာတစိုက်မမှတ်တင်ယူသွားမယ်ဆိုရင်တေချာပေါက်အောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာပါဒီနေ့ကစပြီး best skill ကိုအရင်ဆုံးစောင့်လေ့လာမလဲဆိုတာကိုမေးကြည့်လိုက်ပါအားလုံးပဲအောင်မြင်တဲ့အနာဂတ်ကိုပိုင်ဆိုင်နိုင်ကြပါစေကျေးဇူးတင်ပါတယ်